ပါရှင်ဒီဗီဒီယိုလေးကတော့အသက်20ကျော်ကောင်မလေးတွေအတွက်ကြည့်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်နော်ဘာလို့လဲဆိုတော့စာအုပ်တုံးနဲ့ဖတ်ပြမှာမလို့ပါစာအုပ်နံပါတ်ကတော့ဘွားကိုအစုံအဖြစ်ပေးတဲ့အသက်20ကျော်အရွယ်တဲ့စာရေးသူကတော့ချစ်တန်းဘာသာပြန်ပေါ့နော်အခန်းကျကံကောင်းတဲ့အမျိုးသမီးတူဖြစ်လာစေဖို့ပြင်ဆင်ထားပါကံကြမ္မာဆိုတာပြတ်ထန်ထားပြီးသားလို့သိယူဆပါသလားအကယ်၍ကံမကောင်းဘူးဆိုရင်ဖြစ်ချင်ရဖြစ်တော့ဆိုပြီးနေသွားတင်ပါသလားလူတော်များများဟာဘဝတစ်ခုလုံးမြုပ်နှံပြီးအာသွန်ခွန်ဆိုင်လို့ချမ်းမြေ့ပျော်ရွှင်မှုကိုစောက်ပွေကြတယ်လူဘဝကိုခရီးတစ်ခေါက်ထွက်တဲ့လောက်ပဲသဘောထားတဲ့လူတွေလည်းရှိပါတယ်ဒီလိုနဲ့ကိုယ့်ရဲ့တသက်တာမှာချွတ်တဲနေတဲ့နေရာကိုစောက်ဝေဖို့ကြမ်းတမ်းခက်ခဲတဲ့ဘဝခရီးကိုတက်လန်ခဲ့ကြပါတယ်ကံကြမ္မာဆိုတာမပြောင်းမလွယ်တသမတ်ဒီတာသဘောမဟုတ်ပါဘူးစူးစမ်းအားထုတ်ခြင်းကိုမင်းကိုအားထားပြီးသူ့ကိုပြုပြင်လို့ရပါတယ်အသက်20ကျော်မှကံကြမ္မာကိုစတင်ပြောင်းလဲမပေးခဲ့ရင်အနာဂတ်ဘဝခီးမှာပိုကောင်းတဲ့အခွင့်အလမ်းမရှိတော့ပါဒါကြောင့်အခုကစားလို့ကံကြမ္မာကိုပြောင်းလဲပေးတဲ့စီမံကိန်းကိုစတင်အကောင့်ထဲပေါ်ပါတော့ကံကောင်းတဲ့အမျိုးသမီးတူဖြစ်လာစေဖို့ပြင်ဆင်ထားပါပါရမီရှင်အမျိုးသမီးတူဖြစ်ရမှထက်ဆိုင်ရင်ဘာရည်နဲ့ရရှိတဲ့အမျိုးသမီးတူပိုဖြစ်ချင်ပါတယ်ပါရမီရှိလို့ဘဝမှာအစဉ်ပြေချော်မွေ့မယ်လို့ပိုသိမတွက်နိုင်ပါအပေါ်ရင်ကြည့်လိုက်ရင်တော့လောကကြီးဟာပါရမီရှင်တွေအတွက်ပါပဲဥပမာငယ်တို့ကလူရည်ချွန်လေလို့လူတွေခေါ်ကြတယ်ထူးချွန်သူတွေအတွက်ဒီတန်းကြောင့်မှကြောင့်တက်ရတယ်ဒါမှမဟုတ်အဖေကတန်အရာရှိဒါကြောင့်လည်းဘာသာစကား9မျိုးတော့ကျွန်းချင်းတက်တဲ့မိန်းကလေးတယောက်ဖြစ်လာတယ်ဒါမှမဟုတ်တမွန်ထူခြားတဲ့လုပ်ငန်းစွမ်းရည်ကြောင့်အသက်30မှတင်အချမ်းသာဆုံးအမျိုးသမီးတူဖြစ်နေပြီးအစသဖြင့်ပေါ့ဒါမျိုးတွေကြနေရတဲ့အခါလူတွေဟာကိုမယုံကြည်နိုင်လာရတာမဆန်းပါဘူးအခုလိုထူးချွန်ပါရမီရှင်ကြီးတွေနဲ့ထောက်ခံထားတဲ့လောကကြီးထဲမှာလူသားမန်တွေဖြစ်တဲ့ကျမအနေနဲ့စက်ရဲ့အခန်းကပဲမထင်မရှာကပြအတော်တို့ခံရတော့မှလားဆယ်တန်းတော့ကအမတ်စင်းတွေမှလို့လူဘွားခီးမှလည်းအဆင့်တွေချိတ်ဆွဲထားပြီးသားလို့သင်ကရောထင်ပါသလားတကယ်လို့ထင်ခဲ့ရင်ဒါဟာသင်ပါသာစီးထားတဲ့အဆင့်ပဲဖြစ်ပါတယ်အခုမြည်တွေ့ရတဲ့ဘဝမှာအစဉ်ပြေချုံမွေးနေကြတဲ့ဆိုသူဟာတစ်ချိန်ကဆုံးနေသူတွေဖြစ်ခဲ့ပြီးအခက်အခဲတွေတစ်ခုပြီးတစ်ခုကြော်နေလာရတဲ့ဆိုတာသင်မျက်လုံးတွင်ကြည်ဖွင့်ကြည့်လိုက်ကြပါပါရမီရှင်ထူးချွန်သူတွေနဲ့ဘဝမှာအစဉ်ပြေချုံမွေးမှုဆိုတဲ့ကြားမှာတိတ်ပြီးနိကကဆက်ဆက်မှုမရှိတာတွေ့ရပါလိမ့်မယ်ရုပ်ထူးနဲ့စိတ်ဆန္ဒပံအရာချမ်းမြေ့ပျော်ရွှင်တဲ့ဘဝတစ်ခုလုံးကိုထိတွေ့ခံစားနိုင်ဖို့ဆိုရင်အနာဂတ်အပေါ်မျှော်လင့်ချက်တွေပြည့်စုံနေရမယ်ကြည်နူးပျော်ရွှင်နေရများဆိုတဲ့အပေါ်အတိတ်ပဲဖွင့်ဆိုချက်တွေဟာလူတူနဲ့တူကြားအများအပြည့်တော့မကွာလာပါဘူးကောင်းမွန်တဲ့ဘဝတစ်ခုနဲ့ပျော်ရွှင်ရွှင်နေနိုင်တဲ့အချက်အလက်တွေရှိပေမဲ့ဆင်းရဲဒုက္ခမပြည့်စုံမှုတွေနဲ့ပဲနေကြရတဲ့အမျိုးသမီးတွေကိုတွေ့ရတဲ့အခါလူတွေကလူဘဝကြီးကခက်မှန်ရခက်လိုက်တာနော်အင်းလေကန်စီမရပဲဘောလို့တူတူတိတ်ပြောတတ်ကြတယ်ဒီလိုအမြင်မျိုးဟာတိတ်ကိုဆန္ဒဆွေးပြီးလက်တွေ့မဆန်ပါဘူးဘဝမှာကောင်းပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက်ပါရမီထူးချွန်သူတူဖြစ်ဖို့ထက်ဆိုင်ရင်နောက်ကံကောင်းတာဆိုတာထက်ဆိုင်ရင်ပိုပြီးအကျိုးတရားမှုရှိတာကတော့ဘာရည်နိုင်ရရှိခြင်းပါပဲဘာနဲ့ခြင်းကသာတဲ့အနေနဲ့အသိဉာဏ်အမြုံမြင်ရှိတဲ့ရွေးချယ်မှုပြုနိုင်မပြုနိုင်ဆိုတာကိုအစိုးဖြစ်ပေးပါတယ်